မြန်မာရွှေစည်းကတော့ဒီနေ့မှလည်းတက်ပါတယ်မြန်မာငွေစည်းတွေကတော့ညနေမှတက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီကနေ့29ရက်နေ့တလပိုင်း2026ခုနှစ်လက်ရှိမြန်မာရွှေစည်းကတော့16ပေးစနေဟောင်းမီလရွှေရသားကိုဆိုင်ကရောင်းနေစေက118သိန်းဆိုင်ကလက်ခံနေစေက118သိန်းစနေဟောင်း15ပေးရသားကိုဆိုင်ကရောင်းနေစေက117သိန်း16ပေးစနေသိန်းမီလရွှေရသားကိုဆိုင်ကရောင်းနေစေက116သိန်းတက်တောင်းဆိုင်ကလက်ခံနေစေက115သိန်းတက်တောင်းစနေသိန်း15ပေးရသားကို109သိန်း2000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4020ဆိုင်ကလက်ခံနေဈေးက3920ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4890စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3180ဆိုင်ကလက်ခံနေဈေးက3100တရုတ်ငွေတစ်ပြောင်းကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက988ကျပ်ဆိုင်ကလက်ခံနေဈေးက964ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2829ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ဖေးချိတ်သမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးပဲယူသမားတွေကကျပ်သိန်းကိုဘတ်ငွေ985ဘတ်မလေးငွေ100.53ညကိုမြန်မာကျပ်ငွေ3သိန်းဂျပန်ငွေ3900.9ခွန်ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ36,496.36ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ2290.42ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလှုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ဖုန်းဆက်ပြီးမှာပဲငွေလဲလှုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဒီနေ့မှာတော့ကမ္ဘာရွှေရောထိုင်းရွှေရောမြန်မာရွှေရောတော်တော်လေးကိုဈေးတက်သွားတာဖြစ်ပါတယ်မြန်မာရွှေစင်းငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပေးရှင်နိုင်ကြပါစေ